တက်ကတူအထက်တန်းကျောင်းတစ်ခုမှာပေါ့ကျောင်းသားတွေကတော့စိတ်လှရှားနေကြပါတယ်ငါဒီညဘယ်အဆင့်ကိုနိုးထမလဲမသိဘူးကွာစိတ်လှရှားလို့သေးတော့မှာပဲအာအေးလေဗယ်လေးဖြစ်ပါစေဖေဟာမင်းသားကတော့ငါတို့မှဘာမှမရှိတော့အိမ်တလုံးမရှိတော့တယ်ဒီညနတ်ဆိုးနယ်မြေတွေကိုဝင်မဖြစ်တော့မယ်လို့စဉ်းစားနေပါတယ်တကယ်တော့မင်းသားကတခြားကဘာကနေလာခဲ့တာပါသူ့ရဲ့မိဘတွေကသူ့ကိုမိုးစားထားခဲ့တာပါဒီကဘာမှာတော့လွန်ခဲ့တဲ့နှစ်20ကလှုပ်ဝက်ဆန်းကျတဲ့နတ်ဆိုးတွင်းကြီးတွေပေါ်ပေါက်လာခဲ့ပါတယ်နေရာမျိုးမျိုးကနေပေါ်ပေါက်လာပြီးအထက်ထက်ကနေနတ်ဆိုးတွေကထွက်လာပါတယ်ထွက်လာပြီးတော့လူတွေကိုအန်ရပေးနေတာပါမိစ္ဆာလေးကြောင့်ပဲမင်းသားရဲ့အမေနဲ့အဖေကဆုံးမသွားခဲ့ပြီးသူ့ရဲ့ညီမလေးသာကြံနေခဲ့ပါတယ်တချို့လူသားတွေကမိစ္ဆာတွေကိုတိုက်ခတ်ပြီးနတ်ဆိုးတွင်းသားကိုအရောက်သွားခဲ့တဲ့အခါဆွမ်းအားတွေရရှိလာပါတယ်အဲ့ဒီဆွမ်းအားတွေကိုအဆင့်5ဆင့်ခွဲခြားထားပါတယ်အေလေဘကိုရခဲ့ရင်တော့အထက်တန်းဆွမ်းအားရှင်လို့ပြောလို့ရပါတယ်မင်းသားကအချိန်နောက်ကျနေမှာဆိုတာကြောင့်ကျောင်းကန်းထဲကနေထွက်လာပြီးဒီညငါ A level အဆင့်ကိုရောက်ရမယ်လို့တွေးနေပါတယ်မင်းသားအိမ်ပြန်ရောက်တဲ့အခါသူ့ညီမလေးနီလာကသူ့ကို18နှစ်ပြည့်မိုးနေ့ဖြစ်တာကြောင့်ကြက်သားကိုတူးတူးလေးချက်ထားခဲ့ပါတယ်ညီမလေးကလည်းကိုဟင်းချက်တတ်ပါတယ်ဘာလို့ချက်ထားတာလဲပင်ပန်းနေပါဦးမယ်အကိုကဒီညနတ်ဆိုးနယ်မြေမှာစွမ်းအားတွေနိုးထလာမှလေအကိုရမွေးနေမို့လို့ညီမလေးကချက်ထားတာပါဒီလိုနဲ့မောင်နှမနှစ်ယောက်လည်းထမင်းစားလိုက်ကြပြီးညီမဖြစ်သူကတော့သူ့ရဲ့တငယ်ချင်းအိမ်မှာစားသွားလုပ်မယ်ဆိုကထွက်သွားပါတယ်ဒီလိုနဲ့နတ်ဆိုးနယ်မြေတွေကိုဝင်ဖို့ဆက်ဆက်ကံပဲလိုပါတော့တယ်နောက်ဆုံးမှာတော့နာယိုနှိပ်လိုက်တဲ့အခါနတ်ဆိုးနယ်မြေတွေကိုရောက်ရှိသွားပါတယ်အပြာရောင်ဆက်ကြဝဠာကြီးကိုမြင်လိုက်ရပြီးနောက်ဆုံးမှာတော့နတ်သမီးလေးတစ်ယောက်ပေါ်လာပါတယ်နတ်သမီးလေးကနတ်ဆိုးနယ်မြေကနေကြိုဆိုလိုက်ပြီးငါကမင်းရဲ့လမ်းညွန်သူပဲလို့ပြောလိုက်ပါတယ်မင်းသားကလည်းပထမဆုံးရောက်ဘူးတာကြောင့်အံ့ဩနေတာပေါ့အရင်ဆုံးမင်းသားကိုနတ်သမီးလေးကနာမည်နဲ့အဝတ်အစားကိုရွေးခိုင်းပါတယ်ဒီတော့မင်းသားကနာမည်ရွေးပြီးတော့အဝတ်အစားပြောင်းလိုက်ပါတယ်မင်းသားရဲ့နာမည်ကတော့လိုကီဖြစ်သွားပါပြီနောက်ဆုံးမှာတော့သူ့ရဲ့အဆင့်တက်မှတ်ချက်အတွက်ဘောလုံးပေါ်မှာလက်တင်ရမှာပါဖန်လုံးပေါ်ကိုလက်တင်လိုက်တဲ့အခါပထမပိုင်းကတော့နည်းနည်းလင်းလာပြီးနောက်ဆုံးမှာတော့မှိန်ကျသွားပါတယ်ဒီတော့မင်းသားလည်းဘာလဲဟာဒါပဲလားငါကဘယ်အဆင့်မှာနိုးထလာတာလဲနတ်သမီးလေးကတော့အံ့ဩလုံးလို့ကြောင်ပြီးတော့ငေးကြည့်နေမိတာပေါ့ဘာဖြစ်တာလဲနတ်သမီးလေးငါ့ကိုပြောအောင်စိတ်လို့ရှားလုံးလို့ပြီးတော့မှာပဲတကယ်တော့လိုကီက S3 လုံးအဆင့်ကိုရရှိသွားပြီးစင့်ခေါ်ခြင်းစွမ်းအားကိုရရှိသွားတာပါနတ်သမီးလေးကတော့မင်းသားရဲ့အဆင့်ကိုကြည့်ပြီးတော့အံ့ဩနေပါတယ်ဒီတော့နတ်သမီးလေးကမင်းကဒဏ္ဍာရီထဲမှာပဲရှိတဲ့အ3လုံးအဆင့်စောင်းရည်တွေနဲ့နိုးထလာခဲ့တာပဲအ3လုံးအဆင့်ကိုဘယ်သူမှမမြင်ဘူးမင်းအရန်ကန်ကောင်းတာပဲလို့ပြောလိုက်ပါတယ်ဒီတော့မင်းသားကလည်းပျော်သွားတာပေါ့ကြောင်းမှလည်းနေရာတစ်ခုကိုရနိုင်ပြီလေနတ်သမီးလေးကမင်းရဲ့အချက်လက်တွေကိုစစ်စတန်မှာကြည့်လို့ရတယ်ဆိုလို့လိုကီလည်းကြည့်လိုက်ပါတယ်စင့်ခေါ်စောင်းရည် S3 လုံး level 1အာနိတင်ပြက်မှတ်ကိုတက်ပြီးတဲ့နောက်ပြက်မှတ်နဲ့တထက်တည်းဖြစ်တဲ့မိတူတစ်ခုကိုစင့်ခေါ်နိုင်ပါတယ်ဒီစွမ်းရည်ကအချိန်ကန့်သက်မရှိဘဲအများဆုံးအဆင့်5ဆင့်အထိရှိပါတယ်အဆင့်1စင့်ခေါ်စွမ်းရည်ကထက်တူ10ခုကိုစင့်ခေါ်နိုင်ပါတယ်အဆင့်2စင့်ခေါ်စွမ်းရည်မိတူ20ကိုစင့်ခေါ်နိုင်ပါတယ်စွမ်းရည်ကိုကြည့်ပြီးလူကီလည်းတွက်ချက်နေတာပေါ့ဟာဘာလဲဟာငါကမိစ္ဆာတကောင်ကိုတက်လိုက်ပြီဆိုရင်တကောင်ကိုစင့်ခေါ်လို့ရတယ်ဆိုတော့ထောင်ပေါင်းများစွာကိုတက်လိုက်ရင်ငါကမိစ္ဆာစစ်တပ်ကြီးကိုတောင်စင့်ခေါ်လို့ရတယ်ပေါ့လူကီလည်းဝမ်းသာလုံးလို့စိတ်ကိုငြိမ်အောင်ထားလိုက်ပြီးသူ့ရဲ့အချက်လက်ကိုကြည့်လိုက်ပါတယ်နာမည်ကလူကီတက်ကြွမှု130ပျက်စီးမှုက1အမြန်နှုန်းက30ကျန်တဲ့ဟာတွေကတော့စမာကလာတွေပါလူကီလည်းသူ့ရဲ့အချက်လက်တွေကိုကြည့်ပြီးအားရနေပါတယ်ဒီတော့နတ်သမီးလေးကအခုမင်းနတ်ဆိုးနယ်မြေကိုတရားဝင်ရောက်နိုင်ပြီဆိုပြီးတော့ပို့လိုက်ပါပြီလူကီကကွင်းနယ်ကျဲကြီးတနေရာကိုရောက်သွားပြီးအခုမှဆင့်တက်မှတ်မဲ့လူတွေရဲ့စူးစီးရပါကောင်မလေးတယောက်ကကစားသမားအသင်များဒီနေရာကိုလာပါနတ်ဆိုးနယ်မြေအကြောင်းအခြေခံတွေကိုသင်ပေးပါမယ်လို့ပြောလိုက်ပါတယ်လူကီကလည်းလူအုပ်ထဲမှာအခြေအနေတွေကိုအကဲခတ်နေပါတယ်စွန်စားသူတွေထဲမှာလည်းလူမိုက်တွေကပါနေတာပေါ့ဒီနယ်မြေထဲမှာကတော့ဥပဒေကမရှိပါဘူးမိစ္ဆာတွေကိုလည်းကြောက်ရတယ်လို့လူတွေကိုလည်းကြောက်နေရပါတယ်မိစ္ဆာနယ်မြေထဲကိုရောက်လာတာနဲ့ဘယ်သူမှမယုံတာကအကောင်းဆုံးပါပဲတချို့ကလည်းအေးအဆင့်ရောက်လို့ဝမ်းသာနေကြသလိုတချို့ကလည်းဒီအဆင့်ဖြစ်တာကြောင့်ငိုနေတဲ့သူတွေလည်းရှိပါတယ်အရင်ဆုံးကိုယ့်အဆင့်နဲ့လက်နက်ကိုရွေးပြီးစည်ရင်သွင်းဖို့လိုအပ်ပါတယ်ဒါကြောင့်လူတွေကတန်းစီနေကြပါတယ်နောက်ဆုံးမှာတော့လူကီလည်းရောက်လာပြီးလူကီကတော့ဒီအဆင့်လို့လိန်ညာပြီးပြောလိုက်ပါတယ်ဒီတော့နောက်ကကြားသွားတဲ့လူကဒီအဆင့်တယ်လားကွာဆိုပြီးလှောင်ကြတာပေါ့ကျွန်တော်ကိုမြတ်တက်လက်ပဲပေးပါရပါတယ်စင်ပြေပါတယ်အေးဒီထဲမှာကတော့ညံသုံးမိနေရမှာကွာမဟုတ်ရင်တော့စောစောစီးစီးပဲနားကားသွားလိမ့်မယ်စင်းကင်မာလေးကိုစီနီယာကအေးအဆင့်ဘယ်နှယောက်ပါလဲလို့မေးလိုက်တော့3ယောက်ပဲပါတယ်ဒါဆိုရင်အရင်ကထက်ပိုဆိုးတာပေါ့လို့ပြောလိုက်ပါတယ်တချို့စွန်စားသူတွေကတော့လက်နဲ့ရတာနဲ့မိစ္ဆာတက်ဖို့အတွက်ထွက်သွားပါပြီလူကီကတော့လေ့ကျင့်ဖို့အတွက်ကြံနေခဲ့တာပေါ့လူကီကမြတ်100လောက်ကိုပြည့်နေပေမဲ့တစ်ချောင်းလောက်ပဲပြည့်မှတ်ကိုထိပါတယ်ဒီမိုးချင်နေတဲ့အတာအပြင်မှာမိစ္ဆာတွေကိုသွားတက်ရင်ဒီလောက်အခွင့်အရေးရမှာမဟုတ်ပါဘူးတခါတည်းနားကားသွားမှာပါဒါကြောင့်အရင်ဆုံးလေ့ကျင့်ပြီးမှမိစ္ဆာတွေကိုတက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီနောက်ဆုံးမှာတော့လူကီကမြတ်ကိုကြောင်းကျင်ပြတ်တက်သွားပြီးပြည့်မှတ်တိုင်းကိုလည်းထိအောင်လို့ပြစ်နိုင်သွားပါပြီဟာချီးပဲကွာဒီလေ့ကျင့်မှုကငါ့ရဲ့လက်တွေကိုစုပ်ပြတ်တက်သွားတာပဲဒီ
ဒီမှာငါဘ누구မှယုံလို့မရဘူးငါရဲ့ဖြစ်တည်မှုကိုလှုပ်ဝက်ထားရမယ်ကွာလူကီလည်းမိစ္ဆာတွေကိုရှင်းဖို့အတွက်စတိုင်ကြကြထွက်လာခဲ့တာပေါ့စွန်စားသူတချို့ကတော့ချော်ရီလက်ကြီးတိုက်ခိုက်နေတာကြောင့်ထွက်ပြေးနေရပါတယ်ချော်ရီလက်ကြီးကစွန်စားသူတယောက်ကိုတတ်မလို့လှုပ်တဲ့အချိန်မြားတစ်ချောင်းကဝင်ရောက်လာမှန်ပါတယ်လက်ကြီးကဒေါရထွက်ပြီးကြည့်လိုက်တော့လူကီဖြစ်နေတာပါလူကီကချော်ရီလက်ကြီးကိုဒေါရထွက်အောင်လုပ်ပြီးတော့ထွက်ပြေးပါတယ်လက်ကြီးကအသေးအတန်လိုက်တာကြောင့်လူကီလည်းဘေးကျအောင်လို့ပြေးနေရပါတယ်ကြောက်ဖို့ကောင်းလိုက်တာကွာအနောက်ကနေတကယ်ကြီးလိုက်လာတာဟာလူကီကလျှက်စီးရစီးနေတဲ့ဓာတ်တန်ကြီးနာကိုမြခေါ်သွားတာကြောင့်ချော်ရီလက်ကြီးလည်းဓာတ်လိုက်ပြီးတော့တွေးနေသွားပါတယ်သွေးကတစ်စက်ပဲကြံတော့တာကြောင့်လူကီလည်းမြားနေပဲအဆုံးတက်လိုက်တာပေါ့နောက်ဆုံးမှာတော့လက်ကြီးကတေးသွားပြီးဝိညာဉ်ဖန်လုံးလေးကိုရရှိလိုက်ပါတယ်စစ်စတာကနေပြီးတော့မိစ္ဆာတကောင်တက်ပြီးတဲ့နောက်ဝိညာဉ်ဖန်လုံးလေးကိုချပေးမှဖြစ်ပြီးအဆင့်နှိမ်အလဲလက်နဲ့အဆင့်မြင့်ဆိုတာလေးရှိပါတယ်ငါသာအွန်လိုင်းမှာဝိညာဉ်ဖန်လုံးကိုရောင်းလိုက်ဒေါ်လာ1000လောက်ရမှာစစ်စတာကနေပြီးတော့တင်မိစ္ဆာတကောင်ကိုတက်လိုက်ပါပြီးမိစ္ဆာတကောင်ကိုစင့်ခေါ်လိုပါသလားလို့မေးတာကြောင့်လူကီလည်းခေါ်လိုက်ပါတယ်တကယ်ပဲချော်ရီကြီးကပြန်လဲထွက်ပေါ်လာတာကြောင့်လူကီလည်းအရန်ကိုဝမ်းသာသွားတာပေါ့ပြောလိုက်တော့ကွာဒါငါ့ရဲ့ပထမဆုံးဆင့်ခေါ်လိုက်တဲ့အကောင်ပဲကွာဟာဟာဟာချော်ရီလေးကွာတစ်ဖက်ကစွန်စားသူတွေကတော့မိစ္ဆာယုံတိုက်ခိုက်တာကိုအလူးလဲခံနေရတာပေါ့ဟေ့အောင်စင်ပြေလားကွာနောက်ဆုံးနေငါတို့က3ယောက်ယုံကတကောင်လေးကွာမင်းကယုံလေးပါပဲငါတို့ပဲနိုင်မှာကွာဟာဟာအဲ့ဒီချိန်နောက်ကနေလူကီစီးလာတဲ့ချော်ရီကြီးရောက်လာတာကြောင့်အကုန်လုံးလဲလန့်ဖြန့်ကုန်တာပေါ့လက်ခွနိုင်မှာငါတို့တော့တေးတော့မှာပဲချော်ရီကြီးဟာသူ့ပေါ်မှာလူတယောက်ဟာလူကီကဟဲအားလုံးမင်္ဂလာပါအဆင်ပြေကြရလားနေပေါင်းဟာမိစ္ဆာတွေကမြင်တဲ့သူတိုင်းကိုတိုက်ခိုက်တာလေဘာလို့သူ့ကိုမတိုက်ခိုက်တာလဲ तू ကမဟုတ်မှလွယ်ရောရင်အောင်လှုပ်လို့ရတာလားဒါဆိုရင်ငါတို့လည်းမိစ္ဆာယုံကိုရင်အောင်လုပ်ပြီးမွေးထားရမယ်ကွာအဲ့ဒါလိုပြောတဲ့ကောင်ကိုမိစ္ဆာယုံကစောက်ခွက်ကိုဖျက်ထိုးလိုက်တာဟိုကောင်လည်းနှာခေါင်းသွေးတွေပါယူသွားပါတယ်ဒီလိုနဲ့တိုက်ပွဲကပြန်ဆက်လာပြီးစွန်စားသူတွေကမိစ္ဆာယုံကိုတစ်ချက်ခုတ်လိုက်နိုင်ပါတယ်ဒါကြောင့်မိစ္ဆာယုံကဒေါ်ရထွက်သွားပြီးရိုင်းဆိုင်တဲ့အသွင်ကိုပြောင်းလဲသွားပါတယ်ဟေ့အောင်လေဘာမှမပူနဲ့ကွာသူ့မှာသွေးနေနေပဲကြံတော့တာငါတို့လုံနိုင်ပါတယ်အဲ့ဒီချိန်နောက်ကနေပါမိစ္ဆာယုံနှစ်ကောင်ထပ်ပေါ်လာတာကြောင့်အကုန်လုံးလဲဘေးကျအောင်လို့ပြေးရတော့တာပေါ့ဒီမှာကညက်နေဘက်ဆိုအရန်ตายရတာပဲကွာနေလို့ကောင်းလိုက်တာအဲ့ဒီချိန်ဟိုသုံးကောင်ကအတကွန်တကန်းနေပြေးလာတာကြောင့်လူကီလဲဘာလဲဟာဆိုပြီးလန့်ပြန်သွားပါတယ်ဒါကြောင့်နောက်ကိုကြည့်လိုက်တော့ဒေါ်ရထပ်ပြီးလိုက်လာတဲ့ယုံသုံးကောင်ကိုတွေးလိုက်ရပါတယ်ဒီတော့လူကီလဲမျက်လုံးပြီးမျက်စံပြူတွေဖြစ်သွားခဲ့ရတာပေါ့ယုံတွေကလူကီကိုတိုက်ခိုက်တာကြောင့်လူကီလဲအမြန်ကိုရှောင်ရှားလိုက်ရပါတယ်ဒါကြောင့်ချော်ရီလေးကိုအမိနဲ့ရိုက်ခိုင်းလိုက်တာကြောင့်ချော်ရီလေးလည်းအမိနဲ့ရိုက်လိုက်တာဟိုကောင်တွေတွတ်တဝက်စီရောသွားပါတယ်ဒါပေမဲ့ချော်ရီလေးကတိုက်ခိုက်ရင်းမှာတာပေမဲ့အရန်ကိုနှေးကွေးပါတယ်ယုံတွေကတော့အရန်ကိုမြန်တာကြောင့်သုံးအောင်စလုံးကိုတစုတည်းတိုက်ခိုက်ရင်စင်မပြေဘူးဆိုတာကိုသိလိုက်ရတာကြောင့်တကောင်ချင်းစီခွဲပြီးတိုက်ခိုက်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်ချော်ရီလေးကြီးလည်းမိစ္ဆာယုံသုံးကောင်တိုက်ခိုက်မှုကြောင့်အတော်ကိုခံနေရတာပေါ့လေအကောင်ကကြီးနေတာကြောင့်လှင်မြန်တဲ့ယုံတွေကိုတိုက်ခိုက်ဖို့ကတော့တိတ်မလွယ်လှပါဘူးလူကီကယုံတွေကိုမြားနေပြခွန်းလိုက်တာတကောင်ကတော့တေသွားပါတယ်ဒါကြောင့်လူကီလည်းအောက်ကနေပြီးမိစ္ဆာယုံတွေကိုမြားနဲ့ဒလက်ဆက်တွေပြစ်တော့တာပေါ့အဲ့ဒီချိန်ချော်ရီလေးကတော့ယုံတွေရဲ့လက်ချက်ကြောင့်သွေးလေးနည်းနည်းလေးပဲကြံတော့ပါတယ်တရောင်းစားယုံငါရဲ့လက်ကိုတတ်ခွင့်မပေးဘူးကွာလူကီရဲ့မြားပြစ်ချက်တွေကြောင့်မိစ္ဆာယုံလည်းအသေးအတန်ကိုခုခံနေရပါတယ်လူကီကချော်ရီလေးကိုကာကွယ်လိုက်ပြီးတေမာဆူးလိုပြန်ဆုပ်ခိုင်းလိုက်ပေမဲ့ချော်ရီလေးကလေဗယ်တက်သွားပါတယ်ချော်ရီလေးလေဗယ်နဲ့တိုက်ခိုက်မှု80ကာကွယ်ရေး80ဒါကြောင့်ချော်ရီလေးကအမိနဲ့တစ်ချက်တည်းရိုက်ထည့်လိုက်တာမိစ္ဆာယုံတွေလည်းမြူကန်သွားပါတယ်လူကီကလည်းနောက်ထပ်ဝိညာဉ်ဖန်လုံး3လုံးကိုရလိုက်တာကြောင့်ပျော်ရွှင်သွားတာပေါ့စစ်စတန်ကလည်းမိစ္ဆာယုံ3ကောင်ကိုတက်လိုက်တာကြောင့်မင်းအခုမိစ္ဆာယုံ3ကောင်ကိုဆင့်ခေါ်လို့ရတယ်ဆင့်ခေါ်လို့ပါသလားလို့မေးတာကြောင့်လူကီလည်းဆင့်ခေါ်လိုက်ပါတော့တယ်အခုတော့ချော်ရီလိမ့်နဲ့မိစ္ဆာယုံ3ကောင်ရရှိပိုင်ဆိုင်သွားပါပြီဒီလိုနဲ့မနေ့ရောက်တဲ့အခါစစ်စတန်ကနေပြီး message တစ်စောင်ဝင်လာပါတယ်အားလုံးပဲဒီထားကြပါကွင်းပြင်မှာအခုချက်ချင်းစူးဝေးကြပါအရေးကြီးတဲ့ကြေညာချက်တစ်ခုကြေညာစရာရှိပါတယ်လို့ပြောပါတယ်ဘာအရေးကြီးတာလဲဟာလူကီလည်းဒါကြောင့်ကွင်းမြင်ကိုထွက်လာခဲ့ပါတယ်ကွင်းမြင်မှာတော့လူတွေကစုယုံနေပါပြီကဲအားလုံးပဲအခုနဆူးနယ်မြေအဆင့်တက်ကိုအားလုံးပဲကောင်းကောင်းကြော်ဖြတ်နိုင်မှာပါဒါပေမဲ့ဒီနဆူးနယ်မြေရဲ့ဘောကအရန်ကိုကျန်းတာကြောင့်မင်းတို့အတွက်စီနီယာတယောက်ကိုခေါ်ထားတယ်မင်းတို့ကိုသူပဲတင်ပေးလိမ့်မယ်သူစကားနားထောင်လိုက်ပါအဲ့ဒီချိန်ကောင်မလေးကိုမြင်တဲ့အခါလူကြီးကတော့တိုးတိုးနဲ့ပြောနေကြပါတယ်သူကအဆင့်နဲ့နူးထလာတဲ့လူတယောက်ပဲကွာပါရမီရှင်တယောက်ပဲဟုတ်တယ်ရှင်တို့ကိုကျမဖွဲ့တွေကိုခေါ်ပါတယ်ကျမစကားကိုနားထောင်ရမယ်နားမထောင်ရင်တော့အကျိုးဆက်ကမင်းတို့ပဲခံစားရလိမ့်မယ်ဒီလိုနဲ့လူတိုင်းရဲ့စစ်စတန်ထဲမှာအော်ဤကတင့်ကိုဖွဲ့တဲ့သူခေါ်နေပါတယ်ညင်မလားလက်ခံမလားဆိုတဲ့စာတွေပေါ်လာပါတယ်အော်ဤရဲ့အချက်လက်တွေကိုလည်းစစ်စတန်ကပြသနေတာပေါ့လူကီကြည့်လိုက်တော့သူ့ရဲ့အချက်လက်တချို့ကိုဖုံးကွယ်ထားတာကြောင့်မသိရပါဘူးဒီဇလန်လေးကိုကြည့်ရင်လက်မလေးထောင်ပြီးခေါင်းကောင်းလေးကိုနှိပ်ပေးသွားခဲ့ပါ